ရှင်မဲစကိန်းတဲ့ဇီရိုမြက်ကြီးတီထားပုံမှာတခြားဇီဒီများနဲ့မတူဘဲတမူထူးခြားနေလျက်ရှိပါတယ်အတကံပုံပစ္စယံ3ခုပေါ်မှာမုတ်ပေါက်10ပေါက်ရှိပြီးတော့အပေါ်မှာလဲရန်ကုန်မြို့ကကဘာအေးဇီဒီနဲ့ပုံစံတူတီထားတာကိုလည်းဖူးမြော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ထူးခြားတာတစ်ခုကတော့ဖျားဖူးများတက်တောင့်တက်တာဖူးမြော်နိုင်ဖို့အတွက်လေကားများစမ်းကြစွာတက်ဆင်ထားတာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဂေါရမမြတ်စွာဘုရားဖျားဖြစ်တော်မူပြီးဝါတော်20ကိုရောက်တဲ့အခါမှာစူနာပုံနာမဟာပုံနာညီနောင်နှစ်ပါးလုံးနဲ့အတူလေကိုင်းသားတို့ကစန္ဒကူးသားနဲ့ဆောက်လုပ်ထားတဲ့ကျောင်းတော်ကြီးကိုအလူခံတော်မူရန်မြတ်စွာဘုရားထံတွားရောက်လျှောက်ထားခဲ့ပါတယ်မဟာတက္ကရာ123ခုဝါဆိုလားဆို10ရက်နေ့မှာမြတ်စွာဘုရားရှင်ဟာတူနာပလနာတိုင်းဝါနိုင်စခါမရွာကိုကြွားချီခဲ့ပါတယ်မဟာပုံနာညီနောင်နှစ်ပါးလုံးနဲ့အတူလေကိုင်းသားတို့ကစန္ဒကူးသားနဲ့ဆောက်လုပ်ထားတဲ့ကျောင်းတော်ကြီးကိုအလူခံတော်မူပြီး9ရက်ပတ်လုံးတည်င်းသုံးတော်မူပြီးတော့တရားဒေသနာအမြိုက်စည်းကိုတိုက်ကျွေးတော်မူခဲ့ပါတယ်အဲဒီနောက်တစ်ဖန်ရှေးရခင်ဘုရားစုစုပွင့်တော်မူစဉ်ကကြွရောက်ခဲ့တဲ့ရှုံးဘွက်တောင်တို့နဲ့ခြံရံလျက်ရှိတဲ့မင်းဘူးမျိုးကကေလာတဖတောင်ယခုစကိန်းနဲ့တောင်ထိပ်ပေါ်ကိုကြွချီကတရားမင်း